CEO တယောက်အိမ်ပြန်ရောက်တဲ့အခါထုံးစံအတိုင်းသူ့ကိုလာကြိုနေကြဇနီးတွေကိုမတွေ့ရတော့မှသူသတိထားမိလိုက်ပါတယ်။အစေခံတယောက်လိုပဲသူဆက်ဆံခဲ့တဲ့ဇနီးတွေဟာအိမ်ကနေထွက်သွားတာတစ်ဖက်တောင်ရှိနေပါပြီ။အိမ်ဖော်ကိုမေးကြည့်တဲ့အခါမှာလဲသူမဟာအဆက်အသွယ်လုံးဝဖြတ်တောက်သွားပြီလို့သိရပါတယ်။ဒါပေမဲ့မာနကြီးတဲ့ CEO ကတော့ဒါဟာသူ့ဇနီးရဲ့ထုံးစံအတိုင်းဂယုစိုက်ခံခြင်းလို့လုပ်တဲ့ပြဿနာတစ်ခုလိုပဲထင်နေခဲ့တာပါ။ CEO ကတော့ဆိုတဲ့ခုံပုတ်ကိုသူမဘယ်တော့မှစွန့်လို့ရဲမှာမဟုတ်ဘူးလို့သူယုံကြည်နေလို့ပါ။ဒါပေမဲ့ CEO မသိတာကသူခဏခဏနှိမ့်ချစော်ကားခဲ့တာတွေကြောင့်သူမရဲ့အချစ်တွေဟာကုံဆုံးသွားခဲ့ပြီဆိုတာပါပဲ။သူမဟာ CEO ဘေးမှာ9နှစ်လုံးလုံးအနစ်နာခံရပ်တည်ပေးခဲ့ပေမဲ့ CEO ရဲ့နှလုံးသားထဲမှာတော့သူ့ရဲ့ဦးဖြားဖြားအချစ်ဦး White Moonlight အတွက်ပဲနေရာရှိခဲ့တာပါ။အဲ့ဒီအမျိုးသမီးဖုံးဆက်လိုက်တိုင်း CEO ဟာအရာအားလုံးကိုပစ်ချပြီးသူမစီကိုပဲအပြေးသွားခဲ့တာပါ။သူမရဲ့နောက်ဆုံးမျှော်လင့်ချက်မီတောက်လေးငိမ့်သွားခဲ့ရတဲ့နေ့ကတော့သူမနဲ့ CEO ရဲ့အချစ်ဦးတို့နှစ်ယောက်လုံးကားအတော်တဆမှုဖြစ်ခဲ့တဲ့နေ့ပါပဲ။သူမရဲ့ခေါင်းမှာသွေးတွေချင်းချင်းနေအောင်ထန်ရာရနေချိန်မှာတော့ CEO ဟာသူ့ဇနီးကိုလှည့်မကြည့်ပဲထန်ရာအနှင်းငယ်ပဲရတဲ့သူ့အချစ်ဦးကိုပဲပွေ့ချပြီးစီးရုံကိုအရင်ပို့ခဲ့ပါတယ်။ပို့ဆိုးတာကသူတို့ရဲ့မင်္ဂလာဆောင်နေ့မှာတော့အဲ့ဒီမိန်းကလေးဖုံးဆက်တာနဲ့ဇနီးတွေကိုပြစ်ထားခဲ့တာပါ။အဲ့ဒီနေ့ကသူမအသေးစထန်ထားခဲ့ပြီမဲ့ CEO ကဂယုမဆိုင်ပဲထွက်သွားခဲ့ပါတယ်။နောက်ပိုင်းမှာအဲ့ဒီအချစ်ဦးစီကလှောင်ပြောင်တဲ့ message ကိုပါလက်ခံရရှိတဲ့အခါမှာတော့သူမရဲ့အသေးနှလုံးဟာအပိုင်းပိုင်းကွေးကြေသွားခဲ့ရပါတယ်။ဘလောက်ပဲချစ်ပါစေသူဘယ်တော့မှပြန်ချစ်မှာမဟုတ်ဘူးဆိုတာသိသွားတဲ့အခါမှာတော့သူမဟာကိုလွတ်မြောက်ခွင့်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမဟာလမ်းခွဲစာပို့ပြီးမင်္ဂလာလက်စွပ်ကိုချွတ်ထားခဲ့ပါတယ်။ CEO ကတော့3ရက်အတွင်းသူမငိုပြီးပြန်လာမှာပါလို့ပဲမာနတက်နေစေပါလမ်းခွဲစာကိုတော့အရေးမဆိုင်ပဲနိုင်ငံခြားခရီးစဉ်အတွက် EC အထုတ်ပြင်နေခဲ့ပါတယ်ထွက်မသွားခင်မှာတော့တပတ်အတွင်းပြန်မလာရင်မကောင်းဘူးမှတ်လို့အိမ်ဖော်ကတဆင့်ရာဇသံပေးခဲ့ပါသေးတယ်ဒါပေမဲ့တပတ်ကြာလို့သူနိုင်ငံခြားကပြန်လာတဲ့အထိသူမဟာပြန်မလာခဲ့ပါဘူးသူဖုံးဆက်ကြည့်တဲ့အခါမှာလဲသူမကသူ့ကို block သွားတာကိုတွေ့လိုက်ရပါတယ်ဒါကို CEO ကမယုံနိုင်ပဲသူ့လက်ထောက်ကိုချက်ချင်းလိုက်ရှာခိုင်းပါတော့တယ်တကယ်တော့သူမဟာသူမရဲ့ဇာတိမြို့လေးကိုပြန်သွားပြီးအေးချမ်းနေထိုင်နေတာပါနောက်ဆုံးမှာတော့လက်ထောက်ကသူမကိုရှာတွေ့သွားပြီး CEO ကလာခေါ်ခိုင်းနေကြောင်းပြောတဲ့အခါမှာတော့သူမကခက်အေးပဲပြုံးပြီးညင်းဆိုလိုက်ပါတယ်အခု CEO ဆိုတာကျမအတွက်ဘာမှအရေးမပါတော့ဘူးကျမလှုပ်ချင်တာကိုပဲကျမလှုပ်တော့မှာမို့ရှင့်အရှင်သခင်စီကိုပဲပြန်သွားလိုက်ပါ